Hello မင်္ဂလာပါဒီရွှေဒီတခါဒီညီမလေးရဲ့မိကုန်းလေးကိုဖြည့်ပေးမယ် screen time ကဘယ်လိုသတ်မှတ်ကြလဲရှင်တနေ့တာတိုင်းဒီပဲလေးရောဘယ်လိုချမှတ်ကြလဲပြက်ကွက်တဲ့ရက်တွေအတွက်ဘယ်လိုပြန်အစားထိုးပြကြလဲရှင်ဆိုတော့နော်ရွှေအဲ့ဒါလေးကိုရွှေမူကြီးလေးကိုလုပ်ပေးတဲ့အရာလေးကိုရွှေ sharing လုပ်ပေးမယ်နော် screen time ကိုဘယ်လိုသတ်မှတ်လဲဆိုလို့ရှင်ရွှေတို့ကတော့အိမ်မှာအမိုဂျီကဖုံးလုံးဝမကိုင်းရပါဘူးဖုံးလုံးဝမသုံးရဘူးဖုံးကိစ္စအရင်ပြောမယ်ပေါ့နော်ဖုံးလုံးဝမသုံးရဘူးအိမ်မှာအိတ်ခန့်ကြီးကြလို့ရှိရင်တော့သူနည်းနည်းမအိတ်ချင်သေးပဲနဲ့နည်းနည်းစော့ကျင်တဲ့ပုံစံမျိုးလေးဖြစ်နေရင်တော့ခဏစော့တယ်ပြီးသွားလို့ရှိရင်တော့ TikTok ဗီဒီယိုလေးတွေ Facebook ဗီဒီယိုလေးတွေမိသားစုတို့ရောက်သူကြည့်တယ်ဖုံးလေးနဲ့ပေါ့နော်အဲ့ဒါခဏလုပ်တယ်TV ကြည့်တဲ့အချိန် TV ကတော့မနေ့အိတ်ရထားပြီးတော့သူထမင်းစားပြီးသွားလို့ရှိရင် TV ကြည့်ရတယ်ပြီးရင်TV ကြည့်တယ်ပေါ့နော် TV ကြည့်ပြီးသွားလို့ရှိရင်သူကြိုက်တာကြည့်ပြီးသွားလို့ခဏနေစာလုပ်တာတော့၎င်းစော့တာတော့၎င်းတစ်ခုခုလုပ်ပြီးသွားလို့ရှိရင်သူ့ကိုကာတွန်းကားပေးကြည့်တယ်ကာတွန်းကားကိုသူကြိုက်တဲ့ကာတွန်းကားပေါ့နော်သူကြိုက်တာမရှိဘူးဆိုလို့ရှိရင်လည်းရွှေကကြည့်လိုက်သမီးဒါလေးကောင်းတယ်ဆိုရင်ကာတွန်းကားကိုသူ့ပေးကြည့်တယ်အဲ့ဒါကြည့်တယ် screen time ကတော့အဲ့ဒါပဲဒါပေမဲ့ဖုန်းကရွှေကတော့အပြင်သွားတယ်ဆိုလို့ရှိရင်ရွှေတို့ကအလုပ်ကိစ္စသို့မဟုတ်တစ်ခုခုပေါ့ရေးကြီးတစ်ခုခုလုပ်နေတဲ့အချိန်ကြာလို့ရှိရင်ခလေးကပြင်းတယ်လေခလေးကချို့နေရာကျရင်ဘာမှလုပ်စရာမရှိတဲ့နေရာမျိုးဆိုလို့ခလေးကပြင်းတယ်အဲ့လိုအချိန်မျိုးကြာလို့ရှိရင်နော်သူ့ကိုဖုန်းခဏပေးသုံးတယ်အပြင်မှာဆိုရင်ဖုန်းခဏပေးတယ်ဥပမာစားတောက်ဆိုင်လိုနေရာမျိုးမှာစားစရာမှားထားတယ်လာမပို့သေးဘူးဆိုတဲ့ဆက်ကြားမှာခလေးရတော့ဒါပြင်းတက်တာပဲလေနော်အမှသူ့မှာဆော့စရာလည်းဘာမှမရှိဘူးအဲ့ဆိုလို့ရှိရင်တော့ရွှေဖုန်းပေးသုံးတယ်အဲ့ဒါပဲအဲ့ဒါ screen time ကိစ္စပေါ့နော်အိမ်မှာတော့သူရုပ်ရှင်ကာတွန်းကားနှစ်ကားကြည့်ရတယ်နှစ်ကားသုံးမဟုတ်သုံးကားကြည့်ရတယ်ပြီးတော့သူ YouTube သူကြည့်ကျင်တာနဲ့ကြည့်တယ်ဒါ screen time နဲ့ပတ်သက်တာတနေ့တာတိုင်းတွေပဲဘယ်လိုချမှတ်လဲဆိုတော့ရွှေကတော့မိုးကြီးကိုဒါရွှေတယောက်တည်းအမြင်ပေါ့နော်မိုးကြီးကိုတနေ့တာဘာဖြစ်ရမယ်ဆိုတဲ့ဟာမျိုးတော့အချိန်နဲ့ချမှတ်ထားတာမရှိဘူးစာသင်တဲ့ချိန်ကတော့စာသင်တဲ့ချိန်ပေါ့နော်သူဆရာမအတင်းနဲ့ဆရာမစာသင်တဲ့ချိန်ကတော့တိုင်းဒီပဲနဲ့ပေါ့ကျောင်းကလည်းတိုင်းဒီပဲနဲ့ပဲနေရတယ်ဆိုတော့ရွှေအိမ်မှာတော့ခလေးကိုတိုင်းဒီပဲနဲ့ဘာလုပ်ရမယ်ဆိုပြီးစီကန်းချမှတ်ထားတာမရှိဘူးခလေးကလည်းသူ့မှုနဲ့သူ့စိတ်ခံစားချက်နဲ့ခံစားချက်ပဲလေခါလေးကြားလို့ရှင်တော့မိုးကြီးဆော့နေနဲ့ပြင်းလာပြီးမဆော့ကျင်တော့ဘူးစာလုပ်ချင်တယ်ဆိုတဲ့သဘောမျိုးလည်းရှိတာပဲအဲ့ဒါရွှေတို့ကအချိန်နဲ့မလုပ်ခင်နဲ့ရွှေကအဲ့ဒါကြတော့ခုနပြောသလိုသူ့စိတ်အခြေအနေပေါ်မူတည်ပြီးတော့ရွှေကဒီတိုင်တေဘယ်ကတော့ပေးလုပ်တယ်တနေ့တာမှာသူTV ကြည့်ရတယ်စော့ရတယ်ခါကြရင်ရေကူးရခါကြရင်စပိန်ထွားစီရခါကြရင်လမ်းလျှောက်တယ်ခါကြရင် playground မှာစော့တယ်ခါတလေကြလို့ရှိရင်သူဘယ်လိုပြောမလဲဂိမ်းစော့တယ်ပေါ့နော်ဂိမ်းဆက်နဲ့ဂိမ်းစော့တယ်အဲ့ဒါတွေကလည်းသူလှုပ်ချင်တဲ့ချိန်ပေါ်မှာပေးလုပ်လိုက်တယ်နောက်ပြီးတော့ဘာသာစကားသင်ရတာကတော့ဒီနေ့မှာ15မိနစ်သုံးမဟုတ်မိနစ်20အင်္ဂလိပ်စာမြန်မာစာထိုင်းတရုတ်ကတော့လုပ်ရတယ်တရုတ်ကတော့အခုကျောင်းပိတ်တဲ့ချိန်မှာရွှေရတယ်တရုတ်အရင်မတက်တော့တရုတ်ကတော့ရွှေမတင်တတ်ဘူးကျောင်းတက်မှတော့သူတင်မယ်ပေါ့နော်ဒီမြန်မာအင်္ဂလိပ်ထိုင်းကတော့သူလုပ်ရတယ်နေတိုင်းခုနလိုပုံမှန်အချိန်နဲ့မဟုတ်ဘူး2ရက်ကြာတစ်ခါလည်းဖြစ်မယ်1ရက်ခြားတစ်ခါလည်းဖြစ်မယ်အဲ့လုပ်ရပါတယ်အဲ့ဒါတော့တိုင်းနေပဲပါခုနရွှေပြောသလိုပဲရွှေကတော့ဘာဖြစ်ဘာလုပ်ရမလဲဆိုအတိအကျမလုပ်ထားဘူးခလေးအဆင်ပြေတဲ့အချိန်မှာအဆင်ပြေတာလုပ်ခိုင်းပါတယ်တတာ